တဲ့သူဘယ်မှာစပေါ့နော်ဒီဒေသနာဝင်ကပေးမဲ့သူတွေမှာစတချင်းဒီဆိုဖို့အတွက်ပြောလိုက်တဲ့အခါမှာပေါ့နော်အားလုံးကလည်းပျော်ပျော်ရွှင်ရွှင်နဲ့တစ္ဆာရှိစွာပေါ့နော်ပေးထားတဲ့တာဝန်တွေကိုကောင်းမွန်စွာတာဝန်ယူပေးတဲ့အတွက်ယေရှုတင်တဲ့ဤကဲ့သို့တာဝန်ယူတဲ့အခါမှာပေါ့နော်ဒီထက်မကဖခင်ကတာ၍ကောင်းချီးပေးမယ်ဆိုတဲ့အရာကျွန်တော်ယုံကြည်တယ်ဟုတ်ပြီကျွန်တော်တို့လူငယ်တွေဖြစ်တဲ့အခါမှာကျွန်တော်တို့တခါတလေစိတ်ရကြတဲ့အရာတွေရှိမယ်ကျွန်တော်တို့ဘဝမှာဖြစ်တန်းတဲ့အခါမှာပေါ့နော်အယံဒုက္ခရောက်တဲ့အချိန်တွေရှိတဲ့အခါကျွန်တော်တို့ညှိညွတ်တက်ကြတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီနေ့ကျွန်တော်ဒီအကြောင်းအရာလေးနဲ့အားလုံးခွန်အားပေးခြင်းတယ်ကဲဒီအကြောင်းအရာလေးဖတ်ဖို့တဲ့သူရှိလားတော်စာဖတ်တဲ့သူတွေပဲနော်ကျွန်တော်လည်းမဖတ်ပါဘူးဒီနေ့အဲ့ဒါတွေးလို့တာပေါ့နော်ဒီမှာရှိတဲ့လူငယ်တွေကျွန်တော်လည်းခွန်အားရလို့ရွေးပြီးမှဒီအကြောင်းအရာလေးနဲ့ခွန်အားပေးချင်တာဖြစ်တယ်အဲ့မှာဘာတွေးရလဲဆိုတော့လေရယ်မြင်းရယ်လူရယ်တွေးရတယ်နော်ဟုတ်ပြီလေကကားနာမှာနာခိုင်းတယ်ဆိုရင်သူကဘာဖြစ်လဲဆိုရင်သူကအန်တဲ့အကင်းဆုံးဖြစ်တယ်ဒါပေမဲ့သူတီဆောက်ရတဲ့အကြောင်းရင်းကအဲ့မှာနာဖို့မဟုတ်ဘူးနော်ပြီးရင်နောက်တစ်ခုအနေနဲ့လူဆိုရင်လည်းအိမ်မာနေရင်အသက်တာဆုံးပဲဒါမဲ့လူဖြစ်လာရတဲ့အကြောင်းရင်းကဒီအိမ်မာပဲနေဖို့မဟုတ်ဘူးနော်ပြီးရင်နောက်တစ်ခုမြင်းဆိုရင်သူ့ကိုခိုင်းဖို့ပေါ့နော်သူမြင်းခွတက်စည်းရုံနော်တက်စည်းမယ်ခိုင်းမယ်နော်ဒီအကြောင်းအရာလေးပြန်ပြီးပြောချင်တယ်ဟုတ်ပြီတနေ့မှာတဲ့မြင်းတကောင်ရှိတယ်အဲ့ဒီမြင်းကတနေ့မှာမိုင်1000လောက်ကိုပြေးနိုင်တဲ့အမြင်အထူးတနည်းအားဖြင့်အာဇာနည်မြင်းပေါ့သူကအာဇာနည်ဖြစ်တယ်သူကနေ့ရက်စဉ်တိုင်းမှာသူနဲ့သူမဲ့အလုပ်ကိုရှာနေတာဖြစ်တယ်သူနဲ့တန်မဲ့အလုပ်ပေါ့နော်စောင့်မျှော်နေတာဖြစ်တယ်ဟုတ်ပြီတနေ့မှာတဲ့ဂုံတယ်တယောက်ရောက်လာတယ်တဲ့ဂုံတယ်တယောက်ရောက်လာပြီးအဲ့ဒီမြင်းကိုခေါ်တယ်မြင်းငါနဲ့လိုက်မလားဆိုပြီးမှပြောတဲ့အခါမှာမြင်းကခေါင်းခါတယ်ဘာပြောလဲဆိုတော့ငါကားတဲ့တနေ့မိုင်1000ပြေးနိုင်တယ်အာဇာနည်မြင်းဖြစ်တယ်ဆိုပြီးမှသူ့ကိုဝါကြပြီးမှဂုံတယ်တယောက်ရခေါ်ဖိတ်ချင်းကိုမြင်းပယ်သွားတယ်ဟုတ်ပြီနောက်တနေ့မှာဒီစစ်သားတယောက်ရောက်လာတယ်နော်စစ်သားတယောက်လည်းထိုနည်းသူပဲမြင်းကိုပြန်ခေါ်တယ်မြင်းကပြန်ခါပြီးမှရှေ့နီးသူပဲငါကအာဇာနည်မြင်းกว่าတနေ့ကိုမိုင်1000ပြေးနိုင်တဲ့မြင်းဘာလို့မင်းနဲ့လိုက်ပြီးမှအဲ့ဒီစစ်တိုက်ပြီးမှအဲ့လိုမျိုးအခက်ခဲတွေလာရမလဲဆိုပြီးမှသူ့ရဲ့ခေါ်ဖိတ်ချင်းလည်းနောက်တစ်ဖက်ညင်းပယ်တယ်အဲ့မှာနောက်တစ်ခုအနေနဲ့မုတ်ဆိုးတယောက်ကထက်ခေါ်တယ်ပေါ့နော်မုတ်ဆိုးကလည်းမင်းကိုခေါ်တယ်မင်းငါနဲ့လိုက်မလားဆိုပြီးမှပြောတဲ့အခါမှာမင်းကလည်းရှေ့နေသူပဲပြန်ညင်းတယ်ငါကအာဇာနည်မြင်းပဲတနေ့ကိုမိုင်1000ပြေးနိုင်တယ်အယံခွန်အားကြီးတဲ့သူဖြစ်တယ်ဘာဖြစ်လို့နင်းနဲ့လိုက်ပြီးမှအဲ့ဒီတောတောင်ဒေသကိုအခက်ခဲတွေကြုံတွေ့ပြီးမှတောသားရဲတွေနဲ့ရင်ဆိုင်ရမလဲဆိုပြီးမှမြင်းပယ်လိုက်သွားတယ်ပေါ့နော်အဲ့မှာမင်းကသူနဲ့တန်တဲ့အလုပ်တခုမှမရတော့ဘူးအဲ့မှာသူနဲ့တာမဲ့အလုပ်ကိုစောင့်မျှော်နေရင်နဲ့တနေ့မှတဲ့မြင်းကြီးတစ်ပါးကအာဇာနည်မြင်းကောင်းဆိုပြီးမှဗောနော်မြင်းကိုလိုက်ရှာလာတယ်အဲ့မှာစစ်သူကြီးစီးဖို့အတွက်လိုက်ရှာတဲ့အခါအဲ့ဒီစစ်သူကြီးရဲ့ကြော်ညာတွေအဲ့ဒီတာမှာဖြန့်လိုက်တဲ့အခါအဲ့ဒီမြင်းကကြာသွားတယ်တဲ့အဲ့မှာအဲ့ဒီစစ်သူကြီးစီမှာသွားပြီးမှငါကတင်တို့လိုက်ရှာနေတဲ့အာဇာနည်မြင်းပဲတဲ့အဲ့မှာစလာပြီနော်အဲ့မှာစစ်သူကြီးကမြင်းကိုပြောတယ်အဲ့ဆိုရင်တဲ့နင်းဒီဒေတာမှာနေရာတွေပေါ့နော်လန်ခီးတွေနင်းကအဲ့ဒီနေရာတွေတိလားအဲ့ဒီနေရာတွေနတ်ဆက်လားဆိုပြီးမေးတဲ့အခါမှာမြင်းကဘာပြောလဲခေါင်းခါသွားတယ်နော်အဲ့ဆိုရင်စစ်သူကြီးကနောက်တစ်ခုထပ်မေးတယ်အဲ့ဆိုရင်လည်းမင်းနင်းကစစ်ပွဲဝင်ဘူးလားစစ်ပွဲရဲ့အတွေ့အကြုံရလားဆိုတော့မင်းကနောက်တစ်ဖန်ပြန်ငင်းတယ်အဲ့ဆိုရင်နောက်ဆုံးအနေနဲ့ဘာတစ်ခုမေးလဲဆိုရင်အဲ့ဆိုရင်နင်းတောထဲရောက်တဲ့ခါမှာဒီတရိษံတွေနဲ့တားကောင်တွေနဲ့တွေ့တဲ့ခါမှာအဲ့ဒီအရာတွေကိုရင်ဆိုင်ပြီးမှတင်းရဲ့တခင်ကိုကယ်နိုင်ပြီးမှပြေးထွက်နိုင်သလားဆိုရင်မြင်းကနောက်တစ်ချက်ခေါင်းထက်ခါတယ်နော်အရှိကဟာတွေမမေ့ဖို့အဲ့မှာအဲ့ဆိုရင်တဲ့နင်းကဘာအတုံးချနေသေးလဲတဲ့စစ်သူကြီးကနင်းကဘာမှဘ ഹു တူတာလည်းမရှိဘူးဘာမှအသိအကျုံလည်းမရှိဘူးဆိုပြပြန်ပြောတဲ့အခါမင်းကမဟုတ်ဘူးစစ်သူကြီးငါကတနေ့ကို
မိုင်တစ်ထောင်ပြေးနိုင်တယ်နေ့ဘက်မှာပေါ့နော်နေ့ဘက်ဆိုရင်မိုင်တစ်ထောင်ပြေးနိုင်တယ်ညဆိုရင်မိုင်800ပြေးနိုင်တယ်ဆိုပြီးမှပြန်ပြောတဲ့အခါမှာအဲ့ဆိုရင်စမ်းကြည့်မယ်ဆိုပြီးမြင်းပေါ်တက်ခွာပြီးမှစီးလိုက်တဲ့အခါမှာမြင်းကတခါတည်းတုံထိုးပြေးလိုက်တဲ့အခါမှာ10 လလောက်ပဲပြေးရသေးတယ်သူကမောနေပြီပြင်ပန်းသွားပြီချွေးတွေထွက်ပြီးမှမပြေးနိုင်တော့ဘူးအဲ့မှာမြင်းကနင်းကတော်တော်အိုသွားပြီနင်းကဘာမှမလုပ်နိုင်တော့နင်းကဘာအတုံးမှမကြဘူးဆိုပြီးမှထားသွားတယ်စစ်သူကြီးလည်းပြန်လှည့်သွားတယ်ဒီနေ့ပြောချင်တဲ့အရာကကျွန်တော်တို့ရဲ့ဒီလူငယ်ဖြစ်တဲ့ခါမှာကျွန်တော်တို့ဂျုံတွေ့ရမယ့်အရာတွေအများကြီးရှိတယ်ဥပမာចောင်းသားတွေဆိုရင်ဘာလို့ရလဲចောင်းတဲရတယ်စာလို့ရတယ်ចောင်းတက်နေတဲ့အချိန်မှာစာလို့ဖို့ပြင်းရင်ဘာဖြစ်မလဲစာမေးပွဲကြမယ်ဟောနော်အဲဒါကြောင့်ចောင်းသားတွေလို့ရမယ့်အရာကစာချက်မယ်ចောင်းတက်မယ်သူတို့တခြားနေရာတွားပြီးမှပျော်ပြားချင်မှာပဲဒါမဲ့သူတို့ရဲ့အချိန်မဟုတ်သေးဘူးသူတို့ကြော်ဖြတ်ရမှာကဒီအရာဖြစ်သေးတယ်အဲ့လိုပဲကျွန်တော်လူငယ်တွေတခါတလေပေါ့နော်ကျွန်တော်တို့ယူပါဝင်ဒါမှမဟုတ်ပန်းတိုင်တစ်ခုခုထားတဲ့အခါမှာကျွန်တော်တို့ဂျုံတွေ့ရတဲ့အရာတွေမြောက်များစွာရှိမယ်တခါတလေစိတ်တဲ့အယံကြပြီးမှတေချင်ရလောက်အောင်ဖြစ်တဲ့အရာတွေရှိလိမ့်မယ်ဒါမဲ့ဒီအရာတွေနဲ့ကျွန်တော်တို့ညီးသွားဖို့မဟုတ်ဘူးဒီအရာတွေကိုကျွန်တော်တို့ကြော်ဖြတ်ဖို့အယံရေးကြီးတာဖြစ်တယ်အာမင်ဒီအရာတွေကိုကြော်ဖြတ်မှသာလျှင်ဒီအရာထဲကကျွန်တော်တို့ကိုပညာသင်ပေးမှာဖြစ်တယ်ကျွန်တော်တို့ကိုယဉ်ကျက်စေမှာဖြစ်တယ်အာမင်ခုနမြင်းဆိုရင်အစကသူတို့လူ3 ယောက်ခေါ်တဲ့နောက်ကိုလိုက်မယ်ဆိုရင်ဘာဖြစ်မလဲ तू ကမဟုတုတကျွယ်ဝမယ်ပြီးရင်စစ်သူကြီးပြောသမျှအားလုံးက तू ကတိမယ်တိတယ်လို့ပြောမှခေါင်းမြင်ရမှာဖြစ်ဒါပေမဲ့အဲ့လိုမျိုး तू ကမြင်ပယ်လိုက်တဲ့အခါမှာခေါင်းခါပြီးမှဘာအတုံးမှမကြတဲ့အမင်းတစ်ကောင်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့အသက်အရွယ်ရှိတော့ဒီမအိုသွားခင်ပေါ့နော်အသက်ကြီးပြီးမှဘာမှမလုပ်နိုင်တဲ့အချိန်မရောက်ခင်မှာကျွန်တော်တို့ဒီအရာတွေကိုကြော်ဖြတ်ဖို့ခွန်အားပေးခြင်းတယ်ဒီအရာတွေကိုကိုယ်ကောက်ပြီးမှရှောင်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကြော်ဖြတ်ရမှာဖြစ်တယ်အာမင်ကဲကျွန်တော်တို့အသက်ကြီးလာရင်အဲ့ဒီချိန်တုန်းကအဲ့ဒီအရာကိုကျွန်တော်တို့မကြော်ဖြတ်ခဲ့ဘူးဒါတွေမကြုံတွေ့ခဲ့ရပါလားဆိုပြီးမှနောင်တရနေစရာမလိုဘူးဖြစ်တယ်အဲ့ဒီတော့ကြောင့်ဒီမင်းလိုမျိုးကျွန်တော်တို့အသက်တာဖြစ်နေသလားပေါ့နော်ဖြစ်နေတယ်ဆိုရင်လည်းဒီနေ့ပြန်လည်ပြီးမှအသက်တာပြုပြင်ရအောင်ကျွန်တော်တို့ပြဿနာတွေရှောင်ခဲ့တဲ့အရာတွေမြောက်များစွာရှိခဲ့တယ်ပေါ့နော်အဲ့ဒီအရာတွေလည်းကျွန်တော်တို့ဒီအရာကိုကျွန်တော်ရဲဝံ့ရင်ဆိုင်ထပ်ဖို့ရန်ရည်ကြီးတယ်အဲ့ဒီအရာရင်ဆိုင်မှတာလင်းကျွန်တော်တို့အဲ့ဒီအရာထေကကျွန်တော်တို့အမှန်တရားတွေကျွန်တော်တို့ဘဝကိုပြုပြင်ပေးမှာဖြစ်တယ်ကျွန်တော်တို့ကိုယဉ်ကျက်စေမှာဖြစ်တယ်ပေါ့နော်အဲ့ဒီအရာမကြုံတွေ့ဘူးဆိုရင်ကျွန်တော်တို့တကယ်ပဲဘဟုတုတအရာနေပါတဲ့သူဖြစ်သွားလိမ့်မယ်မြင်းတကောင်လုံးမဖြစ်ဖို့အရာရေးကြီးတာဖြစ်တယ်လေဆိုရင်လည်းကာနာမှာထားရင်အန်တဲ့အကင်းဆုံးဒါမဲ့သူ့ရဲ့ဒီဆောက်ခြင်းမဟုတ်ဘူးလူဆိုရင်လည်းအိမ်မာနေအသက်တာဆုံးဒါမဲ့သူ့ရဲ့လူဖြစ်ရတဲ့အကြောင်းရင်းမဟုတ်ဘူးမြင်းဆိုရင်လည်းခုနပြောတဲ့နေရာတွေမှာတွားရမှာဖြစ်တယ်ဒါမဲ့သူကညင်းပယ်လိုက်တဲ့ခါမှာသူနဲ့တန်တဲ့အလုပ်ကိုမရဘူးဖြစ်တယ်ပေါ့နော်ဒီနေ့လူငယ်တွေဖြစ်တဲ့ခါမှာကျွန်တော်တို့စီစရမယ့်အနာဂတ်ဘဝကြီးအများကြီးရှိသေးတယ်ကျွန်တော်ပြဿနာကြုံတွေ့တဲ့ခါမှာလည်းဒီအရာတွေကိုကျွန်တော်တို့ရဲဝံ့နဲ့ကြော်ဖြတ်နိုင်ဖို့ရှောင်လွှဲခြင်းမပြုဘဲတော့เนาะကျွန်တော်တို့ဒီအရာကိုကြော်ဖြတ်နိုင်ဖို့အတွက်ဤများလုံးနဲ့အားလုံးကိုခွန်အားပေးခြင်းပါတယ်အားလုံးကိုဖခင်ကောင်းချီးပေးပါစေအာမင်